တို့ဘဝမှာတခါတရံစိတ်မအားလူမအားပြားများနေတဲ့အချိန်တွေနဲ့ပြည့်နှက်နေတတ်ပါတယ်ကိုယ်တိုင်လည်းစိတ်မောလူမောဖြစ်ပြီးနေ့စဉ်လှုပ်ရှားရှိတာတွေသာလုပ်နေရတယ်စိတ်ထဲမှာအားအင်တွေအလိုလိုကုန်ခန်းနေတတ်ပါတယ်စိတ်အင်အားလျော့နေလာတဲ့အခါခန္ဓာကိုယ်အင်အားပါတစတစလျော့နေလာတတ်တယ်ဒါကိုသတိမထားမိပဲဆက်လုံးမိနေတယ်ဆိုရင်မကြခင်မှာပဲအယုတ်ကျိုးပြတ်ဖြစ်ပြီးအိပ်ရတယ်လဲတတ်ပါတယ်ဒီလိုအယုတ်ကျိုးပြတ်ဖြစ်ခြင်းကနေကာကွယ်နိုင်တဲ့အခြေခံနည်းလမ်း၅ခုရှိပါတယ်နံပါတ်1အချက်ကိုဖြစ်နေတာကိုသိပါကိုဘာဖြစ်နေလဲဆိုတာကိုယ်တိုင်သိရှိခြင်းဟာအရန်ကိုစွမ်းအားကြီးပါတယ်အနည်းဆုံးကိုဘာဖြစ်နေတယ်လဲဆိုတာကိုသိတော့ဖြည့်ရှင်းဖို့နည်းလမ်းရှာလို့ရတာပေါ့ကိုအရန်ပင်ပန်းနေပြီလို့သိခြင်းဟာတိတိကျကျအနားယူရမယ်လို့သိရှိခြင်းပါပဲဒီလိုသိခြင်းအဖြစ်အဖြေကိုကိုယ်တိုင်ရှာဖွေခြင်းလို့လည်းပြောလို့ရတယ်ဒါကြောင့်သိနေပါခန္ဓာကိုယ်မှာဖြစ်နေသမျှစိတ်မှာဖြစ်နေသမျှအားလုံးကိုသိနေပေးပါသိခြင်းဟာကိုယ့်ရဲ့ပြဿနာကိုဖြေရှင်းခြင်းပဲဖြစ်ပါတယ်နံပါတ်2အချက်ကတော့လက်ရှိလုပ်နေတဲ့အလုပ်ပမာဏကိုအနည်းငယ်လျှော့ချလိုက်ပါကိုယ့်ရဲ့အလုပ်ပေါ်မှာထည့်ထားတဲ့ energy ပမာဏကိုခဏလောက်လျှော့ချပေးရမယ်ကိုလုပ်နေကြအလုပ်တွေကိုလည်းဦးစားပေးစရင်ခွဲထုတ်ပြီးအရေးမကြီးတဲ့အလုပ်တွေကိုခဏလောက်နောက်ဆုတ်ထားလိုက်ပါဒါဆိုရင်ကိုယ့်ရဲ့အင်အားကိုချွေတားပြီးသားလည်းဖြစ်သွားပါလိမ့်မယ်ကိုအင်အားတွေအရန်သုံးပြီးစက်တိုက်လုပ်နေတာတွေကိုခဏလောက်ရပ်ပေးရမယ်အရန်အမြန်ကြီးလုပ်နေတဲ့ကိစ္စတွေကိုအရှိန်ခဏလေးလေးလျှော့ချပြရမယ်ကိုယ်တိုင်စိတ်အားတင်ပြီးလုပ်နေတဲ့အရာတွေအားလုံးကိုလျှော့ချပြရပါမယ်ကိုညင်ညင်သာသာနုနုညံ့ညံ့ဆက်ဆံပေးရမယ်ဒီလိုတွေလုပ်နေလို့အလုပ်ဘယ်လိုလုပ်ပြီးမလဲလို့ထင်ကောင်းထင်နိုင်ပါတယ်တကယ်တော့ကိုအယုတ်ကျိုးပြတ်မဖြစ်အောင်ကာကွယ်ခြင်းပါပဲဒီလိုကာကွယ်ပေးခြင်းအပြင်ပို့ပြီးတော့တောင်အလုပ်တွေလုပ်လာနိုင်မှာဖြစ်ပါတယ်နံပါတ်3အချက်ကတော့ကိုဖိအားတွေအရန်ပေးတာကိုရပ်တန့်ပြရမယ်ဒါကဘဝရည်မှန်းချက်ကြီးသူတွေမှာဖြစ်လေဖြစ်တာရှိတဲ့ပြဿနာတစ်ခုပါသူတို့တွေကကိုဖြစ်ချင်တဲ့အရာပေါ်မှာနေနေညညစိတ်နှစ်ထားပြီးအချိန်ရှိတိုင်းစိတ်ကိုအနာမပေးပဲအလုပ်ကိုဇွဲနဲ့လုံးမိနေတဲ့သူတွေပါတခါတည်းရန်စိတ်အင်အားလူအင်အားပင်ပန်းလာတဲ့အခါကိုမှန်းထားတဲ့အတိုင်းအလုပ်မပြီးတာတွေတခြားအကြောင်းမျိုးကြောင့်အလုပ်မပြီးတာတွေရှိတတ်ကြပါတယ်ဒီလိုအချိန်တွေဆိုရင်စိတ်ဖိစီးပြီးလူကအယုတ်ကျိုးပြတ်ဖြစ်သွားတတ်တယ်ဒါကြောင့်ကိုယ့်ရဲ့စိတ်အတွက်ကိုယ့်ရဲ့ခန္ဓာအတွက်ကိုဖိအားပေးတာတွေရပ်တန့်ပြရပါမယ်နံပါတ်4ချက်ကတော့ကလေးတွေလိုနေကြည့်ပါဘာကူမှမစင်စားပဲဒီနေ့ကလေးတွေပြောသလိုနေကြည့်မယ်လို့ကိုကတိပေးပါကိုငငယ်တုန်းကပြုမှုစော်ကစားခဲ့တာတွေကိုစဉ်းစားပြီးခံစားကြည့်ပါဘလောက်တောင်ပျော်မြူးပြီးလွတ်လပ်ပေါ်ပါလိုက်တယ်လေကိုဒီလိုမျိုးလေးတရက်လောက်ဖြစ်ပေးနေကြည့်ပါအလောက်ကဘဝဖြစ်နေတဲ့သူတွေဆိုလူသာနာတာစိတ်ကအမြဲတမ်းလုပ်ရမယ့်အကြောင်းတွေအကြံဉာဏ်တွေအချိန်တိုင်းတွေးနေတတ်ပါတယ်ဘာနဲ့တူလဲဆိုရင်ကားကိုယ်တော်မှာဆက်နှိုးပြီးညှသိပ်ထားတဲ့ကားနဲ့တူနေပါမယ်လူနာပြီးစိတ်ကမနာတော့ဘလို့မှအင်အားတွေပြန်ပြည့်မှာမဟုတ်ဘူးဒါကြောင့်ကလေးတွေလိုလက်ရှိအချိန်မှာပဲပေါ့ပါလွတ်လပ်တရက်လောက်ဖြစ်နေကြည့်ပါနော်နောက်ရက်တွေမှာစိတ်ရောကိုယ်ရောလန်းဆန်းပြီးအလုပ်တွေ
အရင်ကထပ်ပူပြီးလှုပ်လာနိုင်တာမြင်တွေ့ရပါလိမ့်မယ်။နံပါတ်5အချက်ကတော့နာရီဝက်လောက်ဖြစ်ဖြစ်အပန်းဖြေတတ်တဲ့အလေ့ကျင့်လုပ်ပေးပါ။အရန်လှုပ်များတဲ့နေ့တွေဆိုစိတ်တွေရှုပ်နေတတ်ပါတယ်။လူကလည်းရောက်ရက်ခတ်ပြီးအလုပ်စောကတ်နေတတ်တယ်။ဒီလိုအချိန်ဆိုအရာရာကိုစိတ်မရှိခြင်းတီးမခံခြင်းဖြစ်တတ်ကြပါတယ်။ဒီလိုပုံစံမျိုးကိုဖြစ်လာပြီဆိုတာနဲ့နာရီဝက်လောက်စိတ်ရောလူရောအနားယူလိုက်ပါကိုယ့်ရဲ့စိတ်ကြိုက်ဖြစ်မဲ့ပုံစံနဲ့နာရီဝက်လောက်ခဏအနားယူပေးမယ်ဆိုရင်စိတ်ဖြီးစည်းမှုတွေကနေလွတ်မြောက်နိုင်မှာပါအခုပြပြခဲ့တဲ့အခြေခံအချက်၅ချက်ကတော့အလုပ်တွေဖြီးစည်းလွန်းလို့အယုတ်ကျိုးပြတ်မဖြစ်အောင်ကာကွယ်နည်းပဲဖြစ်ပါတယ်ဒီနည်းလေးတွေသုံးပြီး work life balance ဖြစ်တဲ့နေ့ရက်တွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်ကြည့်ရှုနေတဲ့သူတွေမှာလည်းအလုပ်နဲ့ဘဝကိုဟန်ချက်ညီအောင်အသုံးချနေတဲ့နည်းလမ်းလေးတွေရှိရင်ကွန်မန့်မှာပြန်ပြီးမျှဝေပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်